ကဲအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ brother တို့ knife tutorial ကိုပြမှာဖြစ်ပါတယ်ဒီမှာကျွန်တော်စမ်းမြောက်ပေါ့နော်ကျွန်တော်ကလန်မန်မာကိုလည်းခေါ်ရတယ်ပေါ့ဒီမှာပါ deck glove ပဲဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ပြမှာမယ်ကြည့်လိုက်ပါ knife tutorial ဘယ်လိုသွားမလဲကျွန်တော်ပြမယ်ကျွန်တော် deck glove လည်းတော့တကယ်ကောင်းပါတယ် brother တို့ကျွန်တော်တကယ်ပြောတာပါသူ့မှာအားနည်းချက်တွေတစ်ခုပဲရှိပါတယ်အဲ့ဒါတော့သူလှုပ်လှုပ်ရှားရှားထွက်တယ်လောက်တော့ကတော့ဘိုးတန်းက knife 1 2 mode start ရောပေါ့ဗျာကျွန်တော် start ပြမယ်ကြည်ရပါအဲ့လိုမျိုးတော့ပြင်ဒီမှာတပည့်ကျန်းလုပ်လို့ရတယ်ဟာတွေ့ရတပည့်ကျန်းတွေ့လားဘာလို့တပည့်ကျန်းတော့ရမယ်တပည့်ကျန်းတော့ရတယ်လွယ်ပါတယ်တွေ့လား brother အမကြီးအောင်တကယ် तू ကတကယ်ကောင်းပါတယ်အမကြီးပါအမှန်ကန်ကျွန်တော်သိသွားတာပါ bro တွေ့လားမတွေ့လားဒီကကျွန်တော် budget ပဲဗျာယူခုတ်မှဆိုယူခုတ်မှဆိုဘာလို့မင်းမရှိရအောင်အမှန်ကန်ဝေးအမေတို့ကျွန်တော်ကဒီမျိုးလှုပ်လို့လည်းရတယ်ဗျာဘုန်းနဲ့လည်းလှုပ်လို့အမှန်ကန်ရစ်ကြည့်နေပါတယ်အချိန်မှာအမှန်ကန်တွေ့ရတာမတွေ့လားဒီကကျွန်တော်ဒီမေးလို့ရအောင်နော်တွေ့ရနေမယ်ဒီလိုဝိုင်းလင်ဗျာ bus step ဆိုတော့ဆိုတာဖြစ်တယ်ဗျာကောင်းတယ်ဗျာတကယ်ကောင်းပါလေတွေ့ရတယ်ကျွန်တော်ဘုံနဲ့မြန်လောက်တာဖြစ်တဲ့အတွက်အောင်မှရင်းတော့ကျွန်တော်နောက်တဲ့ load out တစ်ခုရှိသေးတယ်လုံးဝအောင် RPG station နဲ့ဖောက်မယ်ပြီးရင်မနောက်တဲ့တစ်ချက်ဖောက်ဒါတော့ damage spanner မှာပေါ့နော် broတွေ့ရမယ်ကျွန်တော်တို့အဲ့လိုမျိုးဖြိုသွားရအောင်နော်ဒီကကျွန်တော် shooting range မှာကျွန်တော်ပြနေတယ်ဗျာ brother တို့ကျွန်တော်ပြအောင်နော်ဒီမှာဒါ budget မလုံးရင်ပေါ့ဒီလိုဖြစ်မှာတွေ့ရမယ်တွေ့ဘယ်လိုလုပ် headshot မကြည့်ဘူးဒီမျိုးအနောက်ဒီလဲပြီးတော့နောက်တော့အဲ့နဲ့ထိုးရမှာပေါ့နော်ဒီမျိုးပေါ့ဒီမျိုးလှည့်လဲရတွေ့ရမယ်လေပါလေကြောက်နေမျိုးပေါ့ဘယ်ပါလဲ brother မှန်ကန်ကြီးပေါ့နော် brother တို့တေချာကြည့်တာပါပြမလားဗီဒီယိုကတော့ဒီလောက်ပဲဗျာအဲ့ဒါကြောင့်အကျိုးရှိရဆို like and subscribe လုပ်ပြီးလိုက်ကြ okay လား bye bye